ငှက်တို့ရဲ့ဘရင်လို့အခေါ်ခံရလောက်အောင်ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတာကတော့လေးယုံငှက်ပဲဖြစ်ပါတယ်။လေးယုံငှက်တစ်ကောင်ကတနာရီကိုမိုင်းနေရကြိုအောင်ပြန်နိုင်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ထက်9ဆကြီးရဲ့သားကောင်ကိုတော့လေထဲမှာခြိသွားနိုင်ပါတယ်။လေးယုံငှက်ကအသားစားငှက်မျိုးစိတ်ဖြစ်ပါတယ်။သူတို့ကိုကမ္ဘာတဝန်းမှာတွေ့ရတတ်ပါတယ်။လေးယုံငှက်တွေကသားကောင်တွေကိုလိုက်လံဖမ်းဆီးတဲ့နေရာမှာအလွန်ကျွမ်းကျင်ပြီးသူတို့ရဲ့တောက်ပတဲ့မျက်လုံးနဲ့လှင်မြန်တဲ့ပြန်တန်းနိုင်စွမ်းအားတွေကိုအသုံးပြုကြပါတယ်။ကျွန်တော်ကတော့ Eagle Flying ကမင်းတူခိုင်ပါဒီလိုအကြောင်းအရာလေးတွေကိုပို့ပြီးသိကျင်နေဆိုရင်တော့ကျွန်တော် channel ကို subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာလေးယုံငှက်ကိုအင်္ဂလိပ်လို Eagle လို့ခေါ်ပါတယ်လေးယုံငှက်တွေကသိန်းငှက်မျိုးစိတ်တွေနဲ့တူပါတယ်Golden Eagle, Falcon အားလုံးနဲ့လည်းမျိုးရိုးနီးစပ်ပါတယ်ရေဘူးရာအပြင်လေးယုံမျိုးစိတ်60ကျော်ရှိရလို့သိရပါတယ်လေးယုံငှက်တွေရဲ့ခန္ဓာကိုယ်က3ပေကနေ4ပေအထိအလျားရှိတတ်ပြီးတောင်ပန်နေဖွင့်လိုက်မယ်ဆိုရင်တော့အလျား6ပေကနေ10ပေအထိရှိနိုင်ပါတယ်အလေးချိန်က6ပေါင်ကနေ13ပေါင်အထိရှိနိုင်ပါတယ်လေးယုံငှက်တွေကအနက်ရောင်ဖြူရောင်အညူရောင်တို့ပေါင်းဆက်ပါရှိပါတယ်အမေရိကန်လေးယုံငှက်တွေကတော့အဖြူနဲ့အနက်ပေါင်းဆက်ထားပြီး Golden Eagle တွေကရွှေရောင်နဲ့အနက်ရောင်တို့ပေါင်းဆက်ထားပါတယ်လေးယုံငှက်မတွေကအထီးတွေထက်ပိုကြီးပါတယ်လေးယုံငှက်မတွေနဲ့အထီးတွေရဲ့အမွှေးအယောင်နဲ့ပုံစံကလည်းအနည်းငယ်ကွာခြားပါတယ်အထီးတွေကပိုတန်ပါပြီးအမဲလိုက်တာတွေကိုပိုလုပ်တတ်ပါတယ်လေးယုံငှက်တွေရဲ့အော်တန်ကပြင်းထန်ပြီးမြင့်မားတဲ့အတန်ပါရှိပါတယ်သူတို့ကတားကောင်ကိုဖမ်းဖို့ဒါမှမဟုတ်နေမီတက်မှတ်ဖို့အတွက်လည်းအော်တတ်ပါတယ်တစ်တော်တွေထဲမှာနေမီသိမ့်တဲ့အခါမျိုးပွားဖို့ချစ်သူကိုခေါ်တဲ့အခါမှာအော်တတ်ပါတယ်မနက်စောစောနဲ့ညနေပိုင်းတွေမှာလည်းအော်တတ်ပါတယ်လေးယုံငှက်တွေရဲ့မျက်လုံးကလူတွေမျက်လုံးထက်8ဆကနေ10ဆပိုမြင်နိုင်ပါတယ်အမြင်ဆူးရပြီးအနည်းဆုံးတမိုင်အကွာဝေးမှာရှိတဲ့တားကောင်ကိုတော့ပြတ်သားစွာမြင်နိုင်ရွယ်ရှိပါတယ်လေးယုံငှက်တွေကတနာရီကိုမိုင်100ကနေ150အထိပြန်တန်းနိုင်ပါတယ်ဖမ်းဖို့တားကောင်ကိုတွေ့ပြီဆိုရင်တော့အမြင်ကြီးကနေအရှိန်အဟုန်နဲ့ထိုးဆင်းလာတတ်ပါတယ်အဲ့ဒီအရှိန်ကတနာရီကိုမိုင်200နှုန်းရှိပါတယ်လေးယုံငှက်တွေကအဲ့လိုတောက်ပတဲ့မျက်လုံးလှင်မြန်လာတဲ့အရှိန်တွေကိုအသုံးပြုပြီးတော့အမဲလိုက်တဲ့အခါဝရင်ကနေတားကောင်ကိုထိုးဆင်းပြီးတုတ်ချီကတဲဆောင်သွားပါတယ်လေးယုံငှက်တစ်ကောင်ရဲ့ခွန်အားနဲ့တန်မာမှုကလည်းအံ့ဩဖို့ကောင်းလွန်းလာပါတယ်သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ထက်9ဆပိုကြီးတဲ့တားကောင်တွေကိုတော့ခြီပြီးပြန်တန်းနိုင်ပါတယ်သူ့ရဲ့ချွန်ထက်လာတဲ့လက်သေးတွေကလည်းဓာတ်တွေလိုပြက်ရှလွန်းလာပါတယ်လေးယုံငှက်တွေကအသားစားငှက်တွေဖြစ်ပြီးငါးကြွက်ရုံမွေးတောင်စိတ်စတဲ့တားကောင်တွေနဲ့အခြားတတဝါတွေကိုဖမ်းဆီးစားတောက်လေးရှိပါတယ်လေးယုံငှက်တွေကတဘာဝပတ်ဝန်းကျင်မှာ20ကနေ30အထိအသက်ရှင်နိုင်ပါတယ်။တလိမ့်ဆန်ယုံမှာထိန်းသိမ်းထားမယ်ဆိုရင်တော့250အထိအသက်ရှင်နိုင်ပါတယ်။လေးယုံငှက်တွေကအမေရိကန်နိုင်ငံရဲ့ရေတပ်တစိမ့်ဖြစ်ပြီးစစ်ပွဲတွေမှာရဲရဲတောက်စိတ်တက်ကိုကိုစားပြုတတ်ပါတယ်။လေးယုံငှက်ကိုရှေးခေတ်ယဉ်ကျေးမှုတွေမှာအင်အားတက်သည့်နဲ့လွတ်လပ်မှုရဲ့တင်ကေတအဖြစ်သတ်မှတ်ကြပါတယ်။ရောမအင်ပါယာမှာလေးယုံငှက်ကိုစစ်တပ်ရဲ့တင်ကေတအဖြစ်အသုံးပြုခဲ့ကြပါတယ်လေးယုံငှက်တွေကနေဘာတွေအတူယူနိုင်မလဲဆိုတော့လေးယုံငှက်ရဲ့စူးစိုက်မှုဇွဲနဲ့လွတ်လပ်မှုကိုအတူယူနိုင်ပါတယ်သူတို့ရဲ့တားကောင်ကိုဖမ်းဖို့စိတ်ရှည်စွာစောင့်ဆိုင်းတတ်တဲ့စိတ်ဓာတ်ကိုလည်းလေ့လာနိုင်ပါတယ်လေးယုံငှက်မတစ်ကောင်ရဲ့သူ့ရဲ့သားသမီးအပေါ်တင် जा ပေးမှုစနစ်အကြောင်းကိုပြောပြပေးခြင်းပါတယ်တခါတုန်းကလေးယုံမတစ်ကောင်ရှိပါတယ်အဲ့ဒီလေးယုံမဟာသူ့ရဲ့အတိုက်ကိုအမြင့်ဆုံးတောင်ထိပ်ရဲ့အမြင့်ဆုံးတစ်ပင်မှာအတိုက်ဆောက်ထားပါတယ်အရင်ဆုံးအကောင်းဆုံးတစ်ပင်ကွာကြားမှာကြမ်းတမ်းတဲ့တစ်ကိုင်းတစ်ခတ်တွေနဲ့တည်ဆောက်ပါတယ်အဲ့ဒီတစ်ကိုင်းတစ်ခတ်တွေရဲ့အတွင်းပိုင်းကိုတရွက်6တင်နဲ့ဖုံးလိုက်ပါတယ်အဲ့ဒီနောက်မှာသူ့ရဲ့အမွှေးနုနုလေးတွေနဲ့ထပ်ပြီးဖုံးလိုက်ပြန်ပါတယ်ပြီးတော့မှလေးယုံမဟာဥပါတယ်အချိန်တန်လာတော့အဲ့ဒီဥကနေပြီးတော့လင်းယုံလေးပေါက်လာပါတယ်လင်းယုံလေးအမွှေးတောင်ပေါက်စားပြလာတဲ့အခါမှာတော့လင်းယုံငှက်မကြီးကအတွင်းပိုင်းမှာခင်းထားတဲ့အမွှေးနုနုတွေကိုအတိုက်ကနေရက်ချလိုက်ပါတယ်နောက်မကြခင်မှာပဲတရွက်တွေကိုပါရက်ချပြန်ပါတယ်ကျန်းတဲ့တစ်ကိုင်းတစ်ခတ်တွေနဲ့ပဲလင်းယုံလေးဟာကြီးပြင်းလာပါတယ်အတောင်နဲ့စုံနေလာတဲ့အခါမှာတော့လင်းယုံမကြီးကလင်းယုံငှက်လေးကိုအတိုက်ထဲကနေတွန်းချလိုက်ပါတယ်လင်းယုံလေးကရက်ကန်နဲ့ပြုတ်ကျသွားချိန်မှာတော့လင်းယုံမကြီးကစောက်ကြည့်တယ်ပြီးတော့သူဟာတောင်ပန်ဖွင့်ပြီးဆင်းကြည့်တယ်လင်းယုံလေးမပြန်နိုင်သေးရင်တော့ပြန်ချီလာပြီးအတိုက်ထဲပြန်ထည့်ထားပါတယ်နောက်တစ်ရက်နှစ်ရက်ကြာတဲ့အခါမှာလည်းအဲ့ဒီလိုပဲအတိုက်ထဲကနေတွန်းချပြန်ပါတယ်အဲ့ဒီလိုပဲအချိန်ချင်းလေ့ကျင့်ပေးပါတယ်လင်းယုံလေးဟာတောင်ပန်ဖွင့်ပြီးလေယုံစီးနိုင်တဲ့အခါမှာတော့ပြန်တန်းချင်းအသက်ကိုတက်မြောက်သွားပါပြီလင်းယုံငှက်မကြီးရဲ့မိဘတောင်ဝင်လည်းကျေသွားပါပြီလင်းယုံလေးဘိုးကိုအားကိုပြီးအစာရှာနိုင်ပါပြီမိဘတွေရဲ့တင် जा ပေးမှုပုံစံကပြင်းထန်ပေမဲ့သားသမီးတွေအဖို့ပညာအတက်မြန်စေပါတယ်မိဘရင်ခွင်ထဲမှာပဲအနေကျတဲ့သားသမီးကချိနဲ့နဲ့ဖြစ်စေပါတယ်ကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းစေပါတယ်မိဘကသားသမီးတွေကိုယုံကြည်စိတ်ချပြီးကိုအားကိုတက်အောင်တင် जा ပေးမှုကတော့အကောင်းဆုံးအမွေပေးလိုက်တာနဲ့အတူတူပါပဲအဲ့ဒီပညာတင် जा ပုံကိုအမေရိကန်မှာတွေ့ရပါတယ်ကျွန်တော်တို့လူသားတွေကလည်းလင်းယုံငှက်စိတ်တက်လို့မာကျောဖို့ရဲရင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ပန်းတိုင်တွေမျောလင်းချက်တွေရည်ရွယ်ရာတွေစီကိုရောက်ဖို့အတွက်ဆွဲချတားဆီးထားတဲ့အရာတွေကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေဇေယိုက်ဆိုးတွေအဲ့ဒီအရာတွေကိုဖြုတ်ချပစ်လိုက်နိုင်ဖို့လည်းလိုအပ်ပါတယ်အနာခံမှအသာဆိုင်ရမယ်ဆိုတဲ့လိုမျိုးပို့ပြီးစူးစမ်းဖို့လိုအပ်တယ်လို့ပန်းနိုင်မရောက်ပဲပြန်လှည့်ခြင်းတဲ့စိတ်တွေကိုပါဖျောက်ဖျက်ပြရပါမယ်ကိုယ့်အတွက်မလိုအပ်တဲ့အရာတွေကိုတာဝန်တစ်ခုအနေနဲ့ထမ်းမထားပဲရဲရင်ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့အနောက်မှာခြံထားနိုင်ခဲ့ပါစီလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအကယ်၍မိတ်ဆွေအနေနဲ့တခုခုဆွေးနွေးစရာရှိရင်တော့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်